ဒီနေ့ကတော့အဖွားအတွက်ဝတ်သားနဲ့အရွက်လေးတုံမှာပေါ့နော်အရင်ဆုံးဒီဝတ်သားလေးထဲမှာငရုတ်ကောင်းမှုလေးထည့်မယ်တကြားလေးထည့်မယ်ပြီးရင်နန်းစီလေးလည်းထည့်မယ်ဒီတဲ့ခါကျရင်စောဝါစောလေးပါထည့်ပါမယ်အဲ့လေးကိုနှောက်နေပြီးတော့ခဏနှက်ထားပါမယ်အရင်ဆုံးဝတ်သားလေးကိုအရင်ဆုံးတုံမှာပေါ့နော်ဝတ်သားလေးရလေးအကြာကြီးကြိုရင်မာသွားလို့အဲ့ဒါကြောင့်ဒီမှာကဝတ်သားလေးအရင်ဆုံးကြော်ပြီးတော့နိုင်ငံထဲမှာဆယ်ထုတ်ထားပါမယ်ဒီတဲ့ခါကျရင်ကျတုန်နေတဲ့ကျတုန်ဖြူလေးကိုစီတက်ပါမယ်။ဟိုလာဥနီလေးကိုအရင်ဆုံးကျုံမှာပေါ့နော်မရင်းပါဘူးလို့ဒီတဲ့ခါကျရင်ငရုတ်ဖွားသီးလေးထည့်ပါမယ်။ခဏလောက်ကျိုးသွားရင်ဒီလိုပန်းပွင့်စင်းလေးတွေထည့်မှာပေါ့နော်။အရသာအတွက်ဆော်ဆိုလေးပါနည်းနည်းပြန်ထည့်ပါမယ်။အရွက်လေးတွေချက်ပြီးဆိုရင်ခုနကလော်ရတဲ့အသားလေးကိုထည့်ပါမယ်။ခဏတော့တေးပြီးရပြီပေါ့နော်ဒါဆိုရင်တော့ဝက်သားနဲ့အရွက်ကြော်လေးရပါပြီ